တစားမုံလာပြီးညမှာအဲအုံးနဲ့ကြီးမြည်ဖို့အမဲသားကိုဒီလိုလေးကြော်ပေးလိုက်ပါဒီကြော်နီးလေးကအင်တာနက်မှာခေတ်စားနေတဲ့ကြော်နီးလေးဖြစ်ပါတယ်စားတောက်ဆိုင်တွေမှာဈေးကြီးပေးဝယ်မဲ့အစားကိုညာစိတ်တက်တာအောင်အိမ်မှာလွယ်တကူလှူစားလို့ရပါတယ်ပြီးတော့ဒီဟင်းလေးကအစားရွေးတဲ့ကလေးတွေတောင်လှူစားကြတဲ့ဟင်းပါပထမအဆင့်အနေနဲ့ဇီကဝယ်လာတဲ့အမဲသား50ကျပ်သားကိုတစ်ခါသားရွေးလေးတုံးပါတယ်ကျွတ်သွန်ဖြူချင်းဟင်းချက်ဝိုင်းတွန်းငပြားရည်ခရူစီရနဲ့ငင်ပြောင်းမှုမုတ်တစုံထည့်ပြီး10မိနစ်ကြာနှက်ထားပါဒါကအပြင်မှာကျွတ်ရပြီးအတွင်းသားကိုနုညံ့စေတဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ကြက်ဥတစ်လုံးခေါင်းရင်စကားလေးပြောပြရသည်ခင်ဗျာမိတ်ဆွေအတွက်ကျွန်တော်ရဲ့ဟင်းချက်ဗီဒီယိုလေးကအသုံးဝင်နေဆိုရင်ကျွန်တော်အရန်ဝမ်းသာပီတိဖြစ်ရပါတယ်နောက်လည်းလွယ်ကူရွှေရှင်းတဲ့ဟင်းချက်တွေကိုဝေမျှပေးနေပါမို့အပေါင်းလေးနဲ့အသက်လေးပြီးခဲ့ကြဖို့မြစ်တာရက်ခံရပါတယ်တော်ကြထိုးတံတွေကိုရင်းနှီးနဲ့ဆေးပါတယ်ပြီးရင်အသားတွေကိုတီးပါတယ်စီပူပူတဲ့အသားတွေထွက်ပြီးမီအေးအေးနဲ့ကြော်ပါတယ်ချွေညွန်ရောင်လေးတန်းလာပြီးအတွင်းပြင်ကျက်သွားတဲ့အထိကြော်ပေးပါစီတဲ့ဝအပူထဲမှာငရုတ်သီးစိမ်းကျွတ်သွန်နီထည့်ကစီတက်ပါတယ်ကြော်ထားတဲ့အသားတွေထည့်ပါပေစိမ်းချောင်းမုံကျွတ်သွန်ဖြူအမှုန့်နဲ့စားကြက်သားမုံနဲ့ငယ်ထည့်ပါမီးပြင်းပြင်းနဲ့အမြန်လေးမှုပေးပါဒါဆိုရင်စားဖို့အဆင်သင့်ဖြစ်ပါပြီအရန်မှုပြီးအရန်စားကောင်းစေတာမို့တင်ချစ်တဲ့သူတွေကိုမရှင်းခေါ်ပြီးဝေမျှလိုက်ပါ